အရဟံကိလေသာမြင့်ကြီးတို့မှကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရားသမတံဗုဒ္ဓောသိစရာမှန်အစမကျန်ဖျံမှုညာဖြင့်မှန်တိုင်းတည်တော်မူသောမြတ်စွာဘုရားဝိသဇာနာဓမ္မတော်တိတရားအကျင့်တရားတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဝါဝိစာသုံးပါဝိစာ၈ပါးစေတနာတရား25ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားလောကဝိတုတတ္တလောကဩဃာတလောကသင်္ခါရလောကတည်ဟူသောလောကသုံးဝင်ကိုအပေါင်းအစင်သိမြင်တော်မူသောမြတ်စွာဘုရားဘုဒ္ဓသစ္စာလေးပါးအမှန်တရားကိုပိုင်းခြားထင်သိမြင်တော်မူသောမြတ်စွာဘုရားဘဂဝါဣတရိယစာတိဖုံးချောင်းလီဖြင့်စုံညီပြေးဝတော်မူသောမြတ်စွာဘုရားကိုရောမြတ်ဤစိတ်တော်ကိုစိုးပိုင်နိုင်ရင်တော်မူခြင်းတည်ဟူသောဣတရိယဘုံတော်မတ်ပိုနိဗ္ဗာန်ကိုးရန်တော်ဘဂဝါတရားတည်ဟူသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာသုံးပြသောလောကတွင်ပြည့်နှက်ကြော်သောရခြင်းတည်ဟူသောပြတ်သာဘုံတော်အင်္ဂါကြီးငယ်တင့်တဲ့ပြေဖြူအချိုးတကြသက်ပေတော်မူလာခြင်းတည်ဟူသောတီဝိဘုံတော်အလိုတော်ရှိတိုင်းမဆိုင်ခဏပြည်စည်းပြည့်စုံလာခြင်းတည်ဟူသောကာမဘုံဤဘုံတော်6ဘုံဖြင့်ဘုံလုံးပြေဝတော်မူသောမြတ်စွာဘုရားဤသို့လင်းဟန်စာသောဘုံ9ပါးနှင့်ထူးခြားကုန်လုံးပြည့်စုံတော်မူသောမြတ်စွာဘုရားကိုတပည့်တော်သည်ကြီးညိုမြတ်တို့လက်အုံမူ၍ရှိခိုးတော်ပါ၏အရှင်ဘုရား